ဆိုတော့ညီမလေးရဲ့နာမည်ရယ်အညာရည်ချင်းရယ်နောက်ဘယ်ကလာတက်တယ်ဆိုတာလေးကိုတစ်ချက်လောက်မိတ်ဆက်ပေးပါ ဟုတ်ညီမနာမည်ကရုံးဝတ်ဒီမျိုးပါညီမရဲ့ပညာရေးချင်းကတော့ဟိုရှစ်တန်းအောင်သွားပြီပေါ့ညီမအမှန်လေးကနေလာခဲ့ရပါ ရှီဝ program လေးကိုပေါ့နော်ဘယ်ကနေတွေ့ပြီး shop ဖြစ်သွားတာလဲ ဒီရှီဝ program လေးကို TikTok ကနေတွေ့ပြီးလာပြီးတော့ join နေတာပါ ဟုတ်ကဲ့ပါတင်တော့မန္တလေးကနေပြီးတော့ဒီလာတက်ကြတယ်ဆိုတော့ဒီမှာနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့ကြတော့ဘယ်လိုစီစဉ်ထားလဲ ဒီမှာကြာဟိုဦးလေးရှိရဦးလေးအိမ်မှာနေနေရပါဟုတ် အဲ့ဆိုဒီတင်တန်းပြီးသွားရင်တော့ပြန်မှာလား ဟုတ်ပြန်ပါဟုတ် ပြန်မှာပေါ့နောက်ဆုံးဒီတင်တန်းပြီးသွားရင်ရောညီမလေးဘာတွေရှေ့ဆက်ပြီးတော့ဘာတွေလုပ်ဖို့စဉ်းစားထားတာရှိလဲ ဒီတင်တန်းပြီးသွားရင်ဦးလေးတငယ်ချင်းဆိုင်မှာအလှပြင်ဆိုင်မှာအလုပ်လုပ်ဖို့ရှိပါတယ် နောက်တစ်ခုသိချင်တာကကြတော့ဒီတင်တန်းမှာပေါ့နော်ကာလလည်းတူတယ်ဘက်ကလည်း6လောက်တက်ကြတာဆိုတော့လေညီမလေးတို့အဓိကအခက်ခဲရပါတယ်ဖြစ်မလဲ အခက်ခဲရတော့မရှိပါဘူးဟုတ် လာနိုင်တယ်ပေါ့ လာနိုင်တယ် ဒီတင်တန်းမှာပေါ့နော်ညီမလေးတို့အမှတ်ရဆုံးဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးကဘာဖြစ်မလဲ ဟိုတင်တန်းမှာအမှတ်ရဆုံးဖြစ်ရတာတငယ်ချင်းတွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နဲ့တင်ရတာပါဟုတ် ဆိုတော့နောက်ဆုံးအနေနဲ့ပေါ့နော်မေးပြရရမယ်ပြောနောက်ဆုံးအနေနဲ့ပေါ့နော်ဒီတင်တန်းရလူတွေရောရှီဝတ်ကိုရောနောက်ဆရာဆရာမတွေရောဗာပြောချင်သေးလဲပေါ့ ချီဝကဖောင်းဟိုလူရဲ့အကုန်လုံးကျေးဇူးတင်ပါတယ်တရင်တို့ဒီလိုမျိုးတင်ခွင့်ရအောင်စီစီပေးရတဲ့အတွက်ဆရာမတွေကိုလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ် ပါအဲ့တော့ညီမလေးရဲ့နောက်ဆုံးအနေနဲ့ပေါ့နော်ညီမလေးရဲ့အလှဆုံး post တစ်ခုလောက်အနေနဲ့နှုတ်ဆက်ပြပါအောင် ကျေးဇူးပါ